time management နဲ့ပတ်သက်တာလေးပြောပါအောင်အလွယ်ဆုံးပြောရရင်တော့မနက်ပိုင်းမှာကိုဘာလုပ်မလဲနေ့လယ်ပိုင်းမှာဘာလုပ်မလဲညပိုင်းမှာဘာလုပ်မလဲတိတ်အများကြီးမစင်စားကြရင်ထိထိရောက်ရောက်လေးတစ်ခုဟုတ်ပေါ့ငါမနက်ပိုင်းမိုးလင်းလာရင်ကောင်းသောအရာတစ်ခုငါလုပ်မယ်နေ့လယ်ပိုင်းမှာတစ်ခုလုပ်မယ်ညပိုင်းမှာတစ်ခုလုပ်မယ်တနေ့အိတ်3ခုငါမဖြစ်မနေလုပ်မယ်တနေ့ကိုအိတ်3ခု3ခုလုပ်တော့သူကအများကြီးတိုင်တေဘယ်နဲ့ခွဲနေကြမှာဒါအလွယ်ဆုံးကိုပြောတာနော် time management လုပ်မယ်ဆိုမနက်ပိုင်း morning ပိုင်းမှာ12နာရီမထိုးခင်ထိတမနက်လုံးနေ့လယ်7နှစ်မထိုးခင်ထိအခုလုပ်ဘာလုပ်မလဲမနက်ပိုင်း morning မှာငါစာဖတ်အဲ့လိုပဲနေ့လယ်ကနေကျွန်တော်တို့ညနေ9နာရီ6နာရီထိညာကြီးပဲရှိရနော်အချိန်နေဘာလုပ်မလဲတခုအဲ့လိုပဲညပိုင်းည6နာရီကနေမအိမ်မချင်းထိအချိန်ရှိတယ်ဘာလုပ်မလဲတခုစဉ်းစားကြည့်အခုစဉ်းစားပြီးတော့အခုရေးကြည့်တွေးကြည့်မရေးချင်လဲမနက်ပိုင်းငါဘာလုပ်မလဲတခုနေ့လယ်ပိုင်းငါဘာလုပ်မလဲညပိုင်းငါဘာလုပ်အဲ့3ခုမဖြစ်မနေနေ့တိုင်းလုပ်သွားမယ်အဲ့3ခုကနေ့တိုင်းဆွဲသွား